ဒီနေ့ဖယားစကားပြောနေတယ်အချင်းတွေကိုပြောင်းဖို့မစင်စားနဲ့တင့်ရဲ့အတွေးခေါ်တင်ပြောင်းမင်းယုံကြည်နိုင်သလားအချင်းတွေကဘယ်တော့မှဟလာပြောင်းဖို့ထိုင်မဆောင်နဲ့တင့်ရဲ့အတွေးခေါ်ပြောင်းရတဲ့အချင်းတွေပြောင်းနေကုန်ဟာလေလုယာခေတော့ကျွန်တော်နည်းနည်းရှော့ဟောမလို့နောက်နေ့ကြံသေးတယ်ဆိုတော့Hallelujah. Sudah lagam bawa tema. Tema tu lupa kue sini bi. Kalau kami ada jenom ni na belum ni le sudah kama macam kema imatama cido amu go piu me tu ye kau le lu jenom ni na. Hallelujah. Come on, man. Pia ke chi do mu piu me. Bina ma shi le bela ting o pia ke chi do mu piu se me. Hallelujah. Bina ma shi le tu piu le sai dam cha me. Sai ma pia le. Ayo re go bo chi phit sai de phaya ga nga phaya phit de lo. Hallelujah. Ha. Kaya phil Mati yo. Chino tino bo mata ke mine ya bi mine me me chona ke Chino le aku nau pai. Chino hore te ya dai ya chino prophet ပြုနေတာအကုန်လုံးပါတာသူများထင်တာ prophet ပြုတယ်ဆိုတာဆရာတောက်ပါမြင်လေအဲ့ဒါဘေးတင်တွတ်တာဘေးတင် no prophet ပြုတယ်ဆိုတာဘာလဲသိလားဖယားစကားကိုဖယားပြောခိုင်းတဲ့အတိုင်းပြောနေရှင်းက prophet ပြုခြင်းပဲ hallelujah Si Hisha yado la da kama fuyal ke manyo mudi ka alu la la le prophet Hisha ya china belo ni le hoa ngao ni bi sia tin le lo la ai khit do prophet yo wa da mo dong ne tha yan yai mai no ini ဘုရားပြောတဲ့စကားတွေအားလုံးဟာဘုရားခင်နှုတ်ကပတ်တော်ဆေလွတ်ပြီဆိုရင်တင်ခံစားပါတယ်တင်သိပါတယ်ငါ့ကိုယုံနဲ့မင်းအာခင်ဗျားတို့မရသေးဘူး2ယောက်3ယောက်ပဲအာမင်ထူးသေးတယ်မရသေးဘူးတချို့မဖြစ်နိုင်တဲ့အရာငါ့ကိုယုံနဲ့မင်းခင်ဗျာမဖြစ်နိုင်တဲ့အရာကိုဒီမှာလောကမှာခွာမဖြစ်နိုင်တဲ့အရာတွေအများကြီးမဖြစ်နိုင်တဲ့အရာတွေကြားထဲမှာခင်ဗျားတို့ရောက်သွားခင်ဗျားဘာဖြစ်လဲစိတ်ဓာတ်တွေခင်ဗျာအယိုးတွေးချောက်တဲ့အယိုးတော့မမြင်ရသေးဘူးတို့ကအယိုးဆွေးရှင်နေပြီတွေးချောက်တဲ့အယိုးပြဖို့နေနေတာမလေးရှားလာပြီးတော့မှားတာပဲတေးတာပဲကောင်းဒီတန်းနေချဘူးလားမသိမလေးရှားမှာနည်းနည်းပါးပါးရှိမယ်နည်းနည်းပါးပါးအကုန်လုံးတော့မဟုတ်ဘူးနည်းပါးရှိအဲ့ဖေကဘာပြောလဲမင်းမဖြစ်နိုင်တော့ဘူးမျောလင်းရှင်းမဲ့တဲ့နေရာမှာငါမင်းကိုအလကားထားရတာမဟုတ်ဘူးမဖြစ်နိုင်တဲ့နေရာမှာမျောလင်းချင်းမဲ့တဲ့နေရာမှာငါမျိုးထားရတာလကားမဟုတ်ဘူးမင်းအားဖြင့်ငါအမှုတစ်ကိုဖြစ်ချင်လို့
မှုတစ်ကိုဖျားပြုခြင်းနဲ့ဟာလေလုယာအမှုတစ်ဖြစ်တော့ကြောင့်တင်မြင်ဘူးတဲ့အရာတော့မဟုတ်ဘူးခင်ဗျာယေရှုမေးတဲ့စကားတစ်ခုမရှိဒီနေ့တင့်ကိုမေးနေတယ်မင်းယုံကြည်နိုင်လားဘယ်အချိန်မှမေးတာဆိုမယုံနိုင်စရာကောင်းတဲ့အချိန်မှမေးနေတာဖခင်ယုံနိုင်သလားအခုမှရောက်ခါစားအလောက်ကရှာမတွေးတဲ့အချိန်မှာဘယ် restaurant မှာလုပ်ရင်ကောင်းမလဲစဉ်းစားနေတယ်အချိန်မှာဖယားသခင်ကမင်းဒီ restaurant မှာမင်းပိုင်ရှင်ဖြစ်လာမယ်လို့မင်းယူနိုင်တယ်လားမဟုတ်အဲ့လိုမင်းကျွန်တော်ဒီမှာနိုင်ငံသားပဲလုပ်လို့ရတယ်ဆိုတော့မဖြစ်နိုင်လားပြောကျွန်တော်တို့ရဲ့အတွေးခေါ်ကဘောင်ထဲမှာသွားတာလေဖယားကဥပဒေကိုပြောင်းလဲပြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ကမသိဘူးနာ